အဲ့ဆိုရင်ကျတို့ဒီပုံလေးဆွဲကြည့်မယ်ပေါ့နော်ဒီပုံလေးကို try ကြည့်မယ်ဆိုရင်ကျတို့အရင်ဆုံးဘာကိုဆွဲမလဲလို့ပြောရင်ဒီဆက်ဝိုင်းလေးနဲ့ဒီအပြင်ဆက်ဝိုင်းလေးကိုဆွဲမယ်အဲ့ဆိုရင်သူ့ရဲ့ radius က29.5 ရယ် radius 45 ရယ်အဲ့ဆိုရင် circle ဆွဲမယ်ဆိုတော့ C enter point တစ်ချက်ကလေးရှာမယ်29.5 enter ခေါက်ပြီးရင်ကျတို့နောက်ထပ် C တစ်လုံးထပ်ဆွဲမယ် C enter point တစ်ချက်ကလေးရှာမယ်45 enterအဲ့ဆိုရင်ဒီဆက်လုံးလေးနှလုံးရပြီပေါ့အဲ့ဆိုရင်ကျတို့ဒီအပေါ်မှာနောက်ထပ်ဒီဂျိုဒုပုံစံနှလုံးရှိတယ်အောက်မှာလည်းနှလုံးရှိတယ်ပေါ့အဲ့ဆိုကျတော့အရင်ဆုံးဒီဘက်တစ်လုံးလေးကိုဆွဲမယ်အဲ့ဆိုဘယ်ကနေဆွဲမလဲဆိုတော့ဒီ center ကနေပြီးတော့မှဒီကောင်လေးရှိတာက degree က30အဲ့ဆိုကျတော့ degree ဆွဲရင်ကျတော့ဒီ90ကနေဆွဲရမယ်เนาะ90မှာ30နှုတ်လိုက်ရင်ကျတော့ဒီဘက်ဘေးက60ကျန်ပြီးရင်ကျတော့ဒီ center ကနေဒီဆက်လုံးလေးရဲ့center အထိကဘယ်လောက်กว่าလဲလို့ပြောရင်ကျတော့ဒီဘက်မှာ information ပေးထားတယ်60กว่าပဲအဲ့ဆိုရင်ကျတော့ဆွဲမယ် L enter point တစ်ချက်ကလေးရှာလိုက်မယ်အဆောင်ဆွဲမှာဆိုရင်8 ခံမယ်မြင်းရဲ့အခြေက60 degree က8 less than ခံမယ်60 enter အဲ့ဆိုရင်ဒီကောင်လေးရသွားတယ်အဲ့သူ့အပေါ်မှာကျတော့ဒီဆက်လုံးလေးက radius 30နောက်ထပ်ဆက်လုံးတစ်လုံးက radius 18 C enter point တစ်ချက်ကလေးရှာမယ်30 enter C enter point တစ်ချက်ကလေးရှာမယ်18 enter အဲ့ဆိုရင်ကျတော့ဒီဆက်လုံးလေးရသွားပြီအဲ့ဆိုရင်သူ့ကိုကျတော့ mirror ခောက်လိုက်မယ်ဒီမြင်းလေးပတ်ပါ mirror ခောက်လိုက်မယ် MI enter ဒီကနေ O direction ပြမယ် no အဲ့ဆိုရင်ဆက်လုံးလေးကျတို့ဒီ no ရသွားပြီအဲ့ဒါလေးကိုကျတော့ fillet ရှုမယ်ဒီ white ကလေးအတွက် F enter R enter fillet ရဲ့ radius က7 enter ဒီနေ့ပြီးရင်ကျတို့ဒီဘက်ကအပိတ်ကလေးကဘယ်လောက်လဲဆိုတော့ကျတို့ကဒီမြင်းလေးကိုဒီဘက်ကို offset ရရမှာအဲဆိုတော့ဒီကနေဒီဘက်ထိကဒီဆက်လုံးရဲ့ radius နဲ့အတူတူပဲဆိုတော့18ရရမယ် offset enter 18 enter အဲဆိုရင် trim ပြန်မယ်ဒီက enter ပြီးရင်ကျတို့ဒီစုံးလေးမှာအကွေးလေးရှိတယ် radius 5 enter R enter 5 enter ပြီးရင်ကျတော့ဒီဘက်ကကျန်တာလေးတွေ trim ပြတ် TR enter ပြီးရင်ကျတော့ဒီဘက်မှာချောင်းလေးနှစ်ချောင်းအဲ့ဒီရဲ့အကွာဝေးက8ရှိတယ်8ရှိတယ်ဆိုတော့ကျတော့ center line ကနေဟိုဘက်ကို4ဒီဘက်ကို4 offset enter 4 enter ဒီဘက်လေးဒီဘက်လေးokay ပြီးရင်ကျတော့ဒီဘက်မှာမဆက်နေဘူးเนาะမဆက်နေကျတော့ extended ဆက်မယ် EH enter ပြီးရင်ဒီဘက်လည်းမဆက်နေတာလေး EH enter ပြီးရင်ဒီဘက်မှာအစွန်းထွက်ပို့နေတာလေးရှိအဲဆိုရင် trim ရမယ် trim နဲ့ EH နဲ့က8ကီလေးနှိပ်လို့ရတယ်ဒီ8ကီလေးနှိပ်တာနော်ဒီခလေးတစ်ချောင်းကမလို့တော့ဘူး delete လုပ်ပြီးရင်တို့အကုန်လုံးကိုဆက်လက်မှတ်လိုက်မယ် mirror ခောက်မယ် MI enter ဒီဆက်လုံးလေးရဲ့ center အောင်ရှာ delete မယ် H အတိုင်းဆွဲမယ် source ကိုဖြတ်မှလာဆိုရင် no ပြလိုက်မယ် okay အဲဆိုရင်ကျွန်တော်ဒီပုံပြီးသွားပြီနော်